အားလုံးမင်္ဂလာပါဗျဆယ်စိန်ကနန်းလေးတင်ပြလိုက်ပါပြီเนาะအဲ့မှာကျွန်တော်အားလုံးပေါ့เนาะ site ကောင်းရင်ကနန်းထွက်တတ်တဲ့ဆိုတာလေးကိုကျွန်တော်ထောက်ထားလေးတစ်ချက်ပြရမှာเนาะဒီကအဲ့လိုခေါ်လုံးလိုက်တာမှန်တယ်ဒါပေမဲ့ချဲတွက်ကုန်နဲ့ကြာဆိုတာလေလက်တွေ့ပေါ့เนาะအဲ့ဒီတစ်ချက်ကိုကြည့်အောင်ပါเนาะဒါလေးကြည့်မယ်ဆိုလို့ရှိရင်အဲ့လိုမိတ်ဆွေတို့လည်းတွေ့ကြုံတစ်ခုတော့ရမှာပေါ့နော်ဟုတ်တစ်ချက်လောက်ကြည့်အောင်ပါနော်သူကဒါလေးကတော့လူတော်များသိပါနော်အဲ့မှာ96ခုနှစ်မှာ9ချိန်မှာ6လေး6ကြတယ်9ချိန်ကြပဲဆိုမှဒီ6 6လေးကလည်းသူ့ရဲ့3နှစ်ချလိုက်တာ ਨੇ ဒီဘက်3နှစ်ပေါ့နော်ဒီဘက်3နှစ်ပေါ့နော်3နှစ်ကျော်လိုက်တာ ਨੇ ဒီ6 6လေးကလည်းဒီထွက်တာပေါ့နော်ထွက်တာမှလည်းအကျိန်း20ပေါ့နော်အကျိန်း20မှာထွက်တယ်6 6လေး6လေးကိုပေါ့နော်ချိန်6ချိန်မှာကြာ9ချိန်မှာကြာတယ်ဒီ6လေးကိုကချိန်20တော့ဒီမှာเนาะဒီ6လေး6လေးကဘိုင်းလေးထားပါတော့ခလဲမှာထားတယ်သူရဲ့ဒီဘက်4ဝဲဒီဘက်4ဝဲတော့တော့လေ6လေး9ဆိုတော့လေထွက်တယ်ပါတော့เนาะထွက်တဲ့ချိန်တော့လေသူရဲ့6ခွန်6ဆိုတော့လေခံပြီးမှဒါလေးထွက်တာပေါ့เนาะဒါပထမကလေးပါเนาะနောက်တစ်ခါဒုတိယကလေးတော့လေ96ပါเนาะအဲ့မှာ9ချိန်မှာကြာတယ်သူရဲ့3နှစ်ချပါတော့4နှစ်မြောက်တော့လေဒီ1နှစ်8လေးကထွက်တယ်ထွက်ပြီးရတယ်ဒီ1နှစ်8လေးရဲ့ဒီရဲ့4ဝဲချတော့လေ1 8နှစ်ပေါ့နော်အဲ့မှာသူက6ခွန်6လို့ထောက်ပြီးမှဒီ1 8နှစ်ဆိုကနန်းလေးကြာထားပါတော့ဒါချိန်တူပေါ့နော်ဒီခရိုင်းအောင်လေးနဲ့ပန်းအောင်လေးပေါ့နော်သူကဒီမှာလဲထောက်တွေရတော့များရှယ်ကျွန်တော်ကအဲ့လိုပေါ့နော်ဟိုရေးကြည့်လို့ပေါ့နော်ဒါပလီမိုးဆိုင်ဖြုတ်တာပေါ့နော်အဲ့မှာဒီပွဲကိုတစ်ချက်ကြည့်အောင်ပါနော်ဒီတရှင်းနဲ့ဆိုပွဲမှာပေါ့နော်ဟုတ်ကဲ့ချက်ကြည့်အောင်ပါနော်အားလေးရောအဲ့မှာဒီချဲမှာပေါ့နော် site တကယ်မှန် site ကောင်းရင်ထွက်တတ်တဲ့အကြောင်းလေးကိုကျွန်တော်တစ်ချက်ပြရအောင်ပါနော်အဲ့မှာသူက89ကနေစရဲဒီ8ထိပ်လို့ကြားတယ်သူ့ရဲ့နှစ်ပွဲကြပေါ့နော်ရှေးပေါင်း8လို့ကြားတယ်သူ့ရဲ့တပွဲကြပေါ့နော်နောက်ပေါင်း8လို့ကြားတယ်သူ့ရဲ့တပွဲကြပေါ့နော်ရှေးပေါင်း9လို့ကြားပါပေါ့နော်ဒါလေးတစ်ခါလေးရှင်းပေးလိုက်ပါနော်ရှေးပေါင်း9လို့ကြားတယ်9လို့ကြားတယ်ရှေးပေါင်း9လို့ကြားတယ်သူ့ရဲ့ဇောင်းပါပေါ့နော်ဒီ6ထိပ်6ခါ6ထိပ်လို့ကြားပါပေါ့နော်6ထိပ်6ခါ6ထိပ်ကြားတယ်ပြန်ထောင်လိုက်တာပေါ့နော်ရှေးပေါင်း9ဖြစ်လို့9လို့ပြန်စောင်းလိုက်တာစောင်းပြီးဒီအဲ့မှာသူ့ရဲ့ဇောင်းမှာရှိရဲ့ဒီ8300တွဲလေးကလည်းသူ့ရဲ့တပွဲ8300တွဲလို့ကြားရပါပေါ့နော်ဒါရင်းကြည့်လို့တစ်ခေါက်ထည့်သွားမယ်နော်ပထမကပေါ့နော်ဒါလေးပေါ့နော်ဒါဒုတိယကလေးသွားအောင်ဒုတိယကလေးသွားမယ်နော်လေ1 2 3 4 5 6ပေါ့နော်အဲ့မှာ8ထိပ်လို့ကြားတယ်သူ့ရဲ့နှစ်ပွဲကြပေါ့နော်ရှေးပေါင်း8လို့ခံတယ်သူ့ရဲ့တပွဲကြမှာနောက်ပေါင်း8လို့ထောင်တယ်သူ့ရဲ့တပွဲကြမှာလည်းရှေးပေါင်း9လို့ခံတယ်ရှေးပေါင်း9လို့ခံတာနဲ့သူ့ရဲ့ဇောင်းပါပေါ့နော်ခွန်ထိပ်ခွန်ခါခွန်ထိပ်လို့ခွန်လို့စောင်းတာပေါ့နော်ပထမ6ဖြစ်လို့ပေါ့နော်6စောင်းတာပေါ့နော်အဲ့မှာစောင်းပြီးရင်သူ့ရဲ့ဇောင်းပါပေါ့နော်ဒီ9လေးတွဲလေးကလည်းတပွဲကြ9လေးတွဲလို့ကြာရတာပေါ့နော်ဟုတ်ကဲ့ဗျဒါဒုတိယကပေါ့နော်ဒီရဲ့တဲ့6ပင်ပေါ့နော်အောက်မှာ1 2 3 4 5 6ပင်အောက်မှာလည်း8ထိပ်လို့ဖြစ်တယ်သူ့ရဲ့နှစ်ပွဲကြမှာရှေးပေါင်း8လို့ကြာတယ်သူ့ရဲ့တပွဲကြမှာလည်းနောက်ပေါင်း8လို့ထောင်းတယ်နောက်ပေါင်း8လို့ထောင်းပြီးသူ့ရဲ့တပွဲကြပေါ့နော်ရှေးပေါင်း8လို့တစ်ချက်ပြန်ခံတာပေါ့နော်ရှေးပေါင်း8ခံလို့8ထိပ်8ခါ8ထိပ်လို့တန်ရိုက်ခဲ့တာပေါ့နော်အဲ့မှာ8ထိပ်8ခါ8ထိပ်လို့ရိုက်တယ်ရိုက်ပြီးဆိုမှသူ့ရဲ့ဇောင်းမှာလည်းဒီ8နှစ်တွဲလေးကတပွဲကြမှာ8နှစ်တွဲပေါ့နော်ခုနကတော့အဲကျွန်တော်က1 8နှစ်ပေါ့နော်ကျွန်တော်ကအဲ့တော့ဘယ်လိုထိုးလဲဆိုတော့8နှစ်အဲ့ပေါ့နော်ရှေ့စီးဆွဲတာပေါ့နော်ဒီပွဲတော့ပေါ့နော်အဲ့မှာကျွန်တော်200ကိုဆွဲတယ်200ကိုအဲ့ကရာဆက်ချဲစပေါက်ခဲ့တာပေါ့နော်ဟုတ်ကဲ့ဗျဒါဒီရလေးကပြောနေလေးကအဲ site လေးတွေကောင်းတယ်ဆိုရင်ထွက်တတ်တဲ့ကြောင်းလေးတွေကိုကျွန်တော်ပြောနေတာပါနော်အဲ့လိုမိတ်ဆွေတို့အဲ့လိုခွဲလုံးနိုင်တာလည်းမှန်တယ်အဲ့လိုကြာလည်းမှန်တယ်အကြောင်းပေါ့နော်အဲ့မှာဒီ site ဒီနောက်ဘယ်လိုလုပ်ထားလဲချက်ပြန်သွားမှာနော်ဒီအပြလိုင်းပေါ့နော်အပြလိုင်းလေးကတစ်ချက်တည်းသွားမယ်နော်1 2 3 4 5 6 9 10 11 12 13 14 15 15ပင်ပြည့်ရင်သူ့ရဲ့တပွဲကျော်ပေါ့နော်အဲ့တော့လေဒီ
ဒီပြလိုက်မယ်နော်ခုနကပထမကဟာပေါ့နော်သူကဘယ်လိုလုပ်ထားလဲဆိုတော့ကျွန်တော်ယူဆပါနော်အဲ့ပေါ်မှာပေါ့နော်ကျွန်တော်ကအဲ့မှာကြီးနောက်နဲ့ထိတ်နဲ့နှစ်ပေါ့နော်ဒီထိတ်နဲ့နောက်နဲ့လည်းနှစ်ပေါ့နော်ဒီနှစ်လို့စောင်းတာပေါ့နော်ဒီဘက်နှစ်အဲ့လိုစောင်းပေါ့နော်နှစ်တွေရိုက်တယ်ရိုက်ပြီဆိုတော့သူ့ရဲ့6ခါလေးတော့သူ့ရဲ့တပွဲတာမှာရှိဒီနောက်ထိုင်လေးရပေါ့နော်ခါလို့ပြန်ပေါက်တာပေါ့နော်အဲ့ဆိုရင်306နှစ်တကွက်သေးပေါ့နော်ဒါပထမကဟာလေးပေါ့နော်ဒီပြလိုင်းလေးပေါ့နော်နောက်တစ်ခါဒီလိမ်မော်ရောင်လေးပေါ့နော်ဒီကနေ15ပင်သွားလိုက်တာပေါ့နော်15ပင်သွားတော့သူ့ရဲ့တပွဲကြောင်ပါပေါ့နော်ချိန်ရတူပဲနော်အဲ့မှာသူကဒီဇောင်းကလည်းနှစ်ပေါ့နော်နှစ်ဖြစ်အောင်ပေါ့နော်6ထိပ်ပေါ့နော်ဒီဇောင်းကလည်း6ရှိတော့နှစ်ဖြစ်အောင်3ပိတ်ပေါ့နော်အဲ့မှာနှစ်လို့စောင်းလိုက်ပြီနော်သူ့ရဲ့ခါးလေးတို့လည်းသူ့ရဲ့တပွဲကြောင်မှာရှိတဲ့အပိတ်လေးကခါလို့ပေါက်လိုက်တာပေါ့နော်ဒါဒုတိယကနောက်တစ်ခါအစိမ်းကက်လေးပေါ့နော်ဒီအစိမ်းလေးကလည်းအဲ့မှာ15ပင်သွားတယ်သွားပြီးဆိုမှသူ့ရဲ့အပေါ်ပေါ့နော်ဒီအဲ့မှာကျွန်တော်ဒီပွဲကိုဒီဆိုကြပါဗျာအဲ့မှာနှစ်ဖြစ်အောင်ကနှစ်6ပိတ်ပေါ့နော်နှစ်ပြည့်အောင်6ပိတ်ပေါ့နော်ဒီကနှစ်ဖြစ်အောင်က4ထိပ်ပေါ့နော်4ထိပ်ပေါ့နော်သူ့ရဲ့တပွဲတာမှာရှိတဲ့ဒီအပိတ်လေးကခါပေါ့နော်အဲ့မှာကျွန်တော်ထိုးလိုက်တာလေးက486ပေါ့နော်486ဆိုတာလေးကိုထိုးတာပေါ့နော်တကွယ်သေးပဲထိုးရဆိုကျွန်တော်အဲ့မှာ846လို့ထွက်သွားပါပေါ့နော်ဒါဟိုလက်ခံကောင်းလို့ရှင်ထွက်တတ်တဲ့သဘောတရားလေးကိုကျွန်တော်ပြပါနော်ဟုတ်ကျွန်တော်အဲ့မှာဟုတ်ကဲ့ဗျာကျွန်တော်ဒါလေးကဟိုစိုက်ကောင်းရင်ထွက်တတ်တဲ့ဟာလေးကိုကျွန်တော်အဲ့လိုပေါ်ပြပါနော်ရှင်းလာမသိဘူးနော်ဟုတ်ဒါလေးရောတော့လေဝါနာရှင်လေးတွေဝါနာပါလေးတွေလေ့လာလို့ရပါတော့ဟုတ်ကဲ့ဗျကျွန်တော်အဲ့ခုပွဲကျွမ်းမကန်လေးကောင်းအောင်နော်ဟုတ်ကဲ့ဗျအမသွားရင်တစ်ချက်လောက်ပေါ့နော်အဲ့ကျွန်တော်အဲ့တရှင်းနေဆိုဟာလေးတစ်ချက်ပြန်သွားအောင်ပါနော်ချိန်လေးခဏပါနော်အဲ့မှာဆိုကြပါစို့ဗျာအဲ့ဒီ plane လေးကိုရိုက်တယ်649ရိုက်တယ်ဒါနဲ့ဟိုတချို့ကပြီးအောင်ပေါ့နော်တကယ်တော့သူကအောက်ကိုဆင်းလိုက်မယ်နော်1 2 3 4 5အောက်နှစ်ကုံကိုဆင်းလိုက်မယ်နော်နှစ်ကုံက23ရင်သွားမယ်နော်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23ပေါ့နော်23ရင်တော့သူကဘယ်လိုစလို့ထားလဲဆိုတော့အပေါ်ထဲစလို့ထားပေါ့နော်ဒါကျွန်တော်ကတွက်ကောင်းမှုပြကောင်းမှုအောက်ကနေထားလိုက်ဆိုသူက23ရင်ပြရတယ်196လို့ခရိုင်းအောင်ပေါ့နော်196လို့ကြားလိုက်တာပေါ့နော်196ကြားတယ်ကြားပြီဆိုမှသူ့ရဲ့1 2 3 4 5 6 9 10 11 12 13 14ပေါ့နော်14ရောက်တော့လေသူက8 9လို့ကြားတယ်သူ့ရဲ့1 2 3 4 5 6 9 10 8ပင်ပြိုလဲသူ့ရဲ့ဘေးမှာ990လို့ကြားတယ်သူ့ရဲ့အဲ့လို1 2 3ပေါ့နော်ဘေးမှာလဲခွန်303လို့ကြားတယ်နော်ဒီခရမ်းလိုင်းပေါ့နော်ခွန်303ကြားတယ်သူ့ရဲ့တပွဲကြောပေါ့နော်အမှ990ကြားတယ်သူ့ကိုအောက်ကိုပြန်ဒီကနေပဲပြန်ဆင်းတော့ပေါ့နော်အဲ့လိုထားပါတော့ဗျာဒီချိန်ရည်နဲ့ပြောလိုက်မှဆိုရင်နှစ်ချိန်မှာ903ကြားတယ်၄ချိန်အောင်တော့လေဒီဘက်နဲ့၄ချိန်တော့990ကြားတယ်နောက်နေ့တော့တော့လေဆက်ဘက်မှာဒီ89ကြားတယ်ဒီနေ့ကောင်တော့196ကြားပေါ့နော်ဒီခရမ်းအောင်လေးပေါ့နော်ဒီခရမ်းအောင်လေးပေါ့နော်ရှင်းရလားမသိဘူးဟုတ်ကဲ့ဒီခရမ်းအောင်လေးကနော်ဆက်လုပ်ထားလေးကိုအမှဒီကျွန်တော်ပန်းအောင်လေးသွားအောင်နော်အဲ့မှာဒီပန်းအောင်လေးကိုဒါမိတ်ဆွေတို့ကျွန်တော်ပြလိုက်ပြီနော်အဲ့မှာဒါလေးကတော့လူတော်များကြီးနောက်ဆက်တွဲကိုမကြည့်ရဘူးဒီကနေအောက်9ပင်ဆင်းလိုက်မှာပေါ့နော်9ပင်ဆင်းနေအဲ့ရလေ23ပင်သွားမယ်နော်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23ပေါ့နော်23ရောက်တော့လေသူကဒီ196လို့ပဲကြာပေါ့နော်196ကြာတယ်သူ့ရဲ့အဲ့လို89လေးကလည်းဆက်ဘယ်မှာကြာပေါ့နောက်နဲ့ဒီ935လေးကလည်း4ပင်ကြာပေါ့နော်ဒီ339လေးကလည်း2ချိန်မှာကြာပေါ့နော်
ရှင်းလားမသိဘူးเนาะအဲ့မှာတရားလေးက၄ချိန်ကြာတယ်2ချိန်ကြာတယ်3ခွန်935လေး4ချိန်ကြာတယ်8ခွန်နဲ့လေးက17ချိန်ကြာတယ်196က24ချိန်ကြာတာပေါ့เนาะဒီခရမ်းလိုင်းလေးပေါ့เนาะအဲ့ဒီခရမ်းလိုင်းလေးရလို့လေဒါခရမ်းလိုင်းကကူးထားလေးပေါ့เนาะခွန်3ကြာတယ်990ကြာတယ်8ခွန်နဲ့ကြာတယ်196လို့ပဲကြာပေါ့เนาะဟုတ်ကဲ့ဗျအဲ့မှာသူကဒီဝဲပေါ့နော်ဟိုကနန်းတော့ထိုးခိုင်းတာတော့မဟုတ်ဘူးနော်ဟိုကျွန်တော်ကအဲ့ဒါလေးပြန်မှတ်တယ်ပေါ့နော်သူဖလိန်ဆိုတာလေးပြန်လှုပ်ချင်လှုပ်တာပေါ့နော်အဲ့မှာသူကခုပွဲရောက်တော့သူကဒီ8ခွန်နဲ့လေးနဲ့သူ့ရဲ့1 2 3 4ပေါ့နော်850ဆိုတာလေးကိုကြာထားပေါ့နော်သူ့ရဲ့ဒီ850လေးကလေသူ့ရဲ့ခုနကတော့ဒီ990ရဲ့ထက်က2ဦးကကနန်းပေါ့နော်385လေးပေါ့နော်385ကြာတာပေါ့နော်ဒါလေးတစ်ချက်ရယ်နောက်ဒီဒုတိယကလေးမှာလည်းသူ့ရဲ့ဒီမှာကြာထားကဏ္ဍပေါ့နော်ခုပွဲကိုကြာမယ်ဆိုလို့ရှိရင်လေသူ့ရဲ့ဒီ990လေးရဲ့ဒီဘက်နှစ်ကကဏ္ဍပေါ့နော်ဒီဘက်နှစ်ကကဏ္ဍဒီဘက်159ဖြစ်နေတာပေါ့နော်တကယ်လို့စိတ်ဝင်စားဆိုလို့ရှိရင်159နဲ့ပေါ့နော်159ရဲ့8305ရယ်เนาะသူဖလိန်ဖြစ်ကိုပြန်ထိုးရပါတော့စိုက်ဟိုလိုတော့မဟုတ်ဘူးเนาะကျွန်တော်အားလေးကိုဟိုဒါလေးကဟိုသူဖြစ်နေတဲ့ဟာလေးတွေကိုတီးရလို့ဆိုနေတောင်းပါမှာเนาะမတီးရလေးဆိုလို့ရှင်လေဘုဒ္ဓဖြစ်ပေါ့เนาะလေးလာလို့ကြည့်ရှုလို့ရပါเนาะဟုတ်ကဲ့ဗျချဲမှာတောက်ထားတွေတချို့ကခိုင်ခိုင်လုံလုံနဲ့ကြာရအများကြီးပါဗျဟုတ်ကဲ့ကျွန်တော်ခုပွဲထုံးမကနန်လေးတစ်ချက်သွားအောင်ပါเนาะအဲ့မှာဟုတ်ကဲ့ဗျဒီခုပွဲကိုကျွန်တော်သွားမယ့်ဟာလေးတစ်ချက်သွားအောင်เนาะဒီ654လေးလို့ကြားတယ်654လေးဒီသူ့ရဲ့1 2 3 4ပေါ့เนาะ4 5 6လို့ပြန်ကြားထားမှာเนาะဒီကဏ္ဍလေးကသူ့ရဲ့4ချိန်စောင်းတော့4 5 6ပေါ့เนาะပြန်ကြားပါเนาะဟုတ်ကဲ့ဗျနောက်တစ်ခါဒါပထမကလေးပေါ့เนาะဒုတိယကလေးသွားအောင်เนาะအဲ့ရနေ1 2 3 4 5အောက်ဆင်းတာပေါ့နော်5ဝက်ဆင်းတော့3ခုနဲ့ဆိုတာလေးကြာပေါ့နော်3ခုနဲ့ကြာတယ်3ခုနဲ့ဒီကလည်း1 2 3 4 3နဲ့ခုပေါ့နော်အဲ့ဒီပုံလေးဆွဲထားပါနော်အဲ့မှာဒုတိယကလေးပေါ့နော်အဲ့မှာဒီကနေ1 2 3 4 5ပေါ့နော်5ပြောလဲသူက4 4 9လို့ကြာထားပါနော်သူရဲ့1 2 3 4ပေါ့နော်4 9 4လို့ကြာတယ်ပလေလေးကိုပြန်ခင်းလိုက်တာပေါ့နော်ကနန်းတူနန်းလေးနဲ့ခင်းလိုက်တာပေါ့နော်ကျွန်တော်ပထမကလေးကိုပြန်သွားအောင်နော်ပထမကလေးပြန်သွားချင်တော့သူကဘယ်လိုအဲ့လေးဆက်ကြအောင်ပါနော်ဒီ4 5ဒီ4 5 6ကိုဒီ4 5 6သွားပြီသွားပြန်သူရဲ့1 2 3 4 4 5ပဲပေါ့နော်ဒီ5ပဲအောင်တော့သူက1 2 3 4 5 6 9 10ပင်ပြောသူကဒီ3လို့စောင်းလိုက်တာပေါ့နော်256ပေါ့နော်256 3လို့စောင်းတာပေါ့နော်အဲ့မှာ3လို့စောင်းတယ်ပြီးမှဆက်ရှင်ဟောလေးပြန်ဒါလေးရှင်းအောင်နော်ဟုတ်ကဲ့ဗျာဒါပထမကပ်ပေါ့နော်ဒုတိယကပ်လေးကိုသွားအောင်ဒီကနေ3နှစ်ခွန်က3ခွန်နဲ့က3နှစ်ခွန်လို့ရိုက်တယ်သူ့ရဲ့5ဝဲပေါ့နော်1 2 3 4 5ပေါ့နော်1 2 3 4 5 6ခွန်ရှင်းပြန်ပြောလေဒီသူကဒီ9နဲ့6ပဲရိုက်တာပေါ့နော်ရိုက်ထားလေးပေါ့နော်ဒါဒုတိယကပေါ့နော်ဒီ3လို့တတ်မှတ်မလားပေါ့နော်2 5 6ပဲ6နဲ့5ပေါ့နော်ဒါဒုတိယကပေါ့နော်တတိယကလေးပေါ့တတိယကလေးပေါ့နော်လေဒီလေးလေးကိုလေးလို့ကြားတယ်ကြားပြန်သူ့ရဲ့5ပဲပေါ့နော်1 2 3 4 5 5ပဲတတော့သူ့ရဲ့10ပဲပေါ့နော်1 2 3 4 5 6 9 10ပေါ့နော်အဲ့မှာဒီ9 6နှစ်လို့ပဲပြန်ထောင်ထားပေါ့နော်အဲ့မှာဒီစစ်ချင်းလေးတာအကုန်ညင်းနေပေါ့နော်ဟုတ်ကဲ့ဒါလေးတစ်ချက်ကြည့်အောင်ပါနော်အဲ့မှာဒီကြားမယ်ပေါ်ရပါနော်ဒီ256နဲ့စောင့်ထားလေးတဲ့တယ်ပေါ့နော်1 2 3 4 5ပေါ့6ပေါ့နော်6ပဲမှာကြာမှာပေါ့နော်ဒါတတိယကပေါ့နော်ကျွန်တော်ပထမကလေးပြန်သွားအောင်ဟုတ်ကဲ့ဗျအဲ့မှာဒီဒါတော့အဲ့လိုဆုံးဖြတ်ရအဲ့လိုဆုံးဖြတ်ရတာပေါ့နော်အဲ့မှာ
ဒီ256လို့စောင်းထားပေါ့နော်3ပေါ့နော်အဲ့မှာသူ့ရဲ့1 2 3 4 5 6ပေါ့နော်သူက8 5 3လို့ကြာတာပေါ့နော်8 5 3လို့ကြာတယ်နော်ဒီ8 5 3ကိုဘယ်ဟာရလာလဲပေါ့နော်ကျွန်တော်အဲ့လိုရှာရပြီပေါ့နော်အဲ့မှာ तू ကဒီ256လို့ထောင်ထားပါနော်သူ့ရဲ့ဘေးကကနန်းပေါ့နော်အဲ့မှာသူ့ရဲ့အောက်မှာသူ့ရဲ့ဘေးကသူ့ရဲ့ရင်ထဲကကနန်းပေါ့နော်အဲ့မှာ तू ကနှစ်ခါကြတဲ့နှစ်ခါအောက်ကကနန်းပေါ့နော်အဲ့မှာဒီအဲ့မှာနှစ်ခါအောက်ကဆိုဒီတစ်ချက်ပေါ့နော်3-3ရှိရယ်နှစ်ခါအောက်ကန3-4-3ရှိတယ်နှစ်ခါအောက်ကကနန်းပေါ့နော်ဒီ3-5-8 3-5-8ဆိုကနန်းလဲ तू ကကနန်းကိုအဲ့နှစ်ခါအောက်ကကနန်းလေးတွေပဲကြာပေါ့နော်အဲ့မှာဒီ3-5-8ပေါ့နော် तू ကကြားချောင်တော့လေ तू ကတကွက်ထဲထူရတာဘာလို့လဲဆိုတော့ဒီနှစ်ခါအောက်ကကနန်းဒီ तू က3-5-8ကို तू က8-5-3ဆိုတာလေဒီပြောင်းမြန်လေးပြန်သွားပေါ့နော်အားလေးတစ်ချက်ပေါ့နော်3-5-8ဆိုကလေးက2-5အဲ့နှစ်ခါအောင်ပါကနန်းလေးပေါ့နော်3-5-8ကို8-5-3လို့ပေါ့အောင်ပါပေါ့နော်အဲ့မှာ तू ကသူ့ရဲ့1 2 3 4 5 6ပေါ့နော်3-5-8ကို8-5-3လို့ကြာပေါ့နော်ဒါပထမကပ်ပေါ့နော်ဒါလေးကဟိုကျွန်တော်ဆုံးဖြတ်ချက်တွေလွဲရင်လွဲမှာပေါ့နော်ဒါပထမကပ်ပေါ့နော်နောက်တစ်ခါဒုတိယကပ်ပေါ့နော်အဲ့မှာဒုတိယကပ်လေးတို့လေ1 2 3 4 5 6ပေါ့နော်သူကအဲ့မှာ6-8ဆိုတဲ့ကဏ္ဍလေးကြာထားပေါ့နော်6-8ဆိုတဲ့ကဏ္ဍလေးကြာထားပေါ့နော်ဒီကဏ္ဍလေးကိုဘယ်ရလာလဲပေါ့နော်အဲ့မှာဒီ9-6စောင်းထားကဏ္ဍသူ့ရဲ့ဒီဘက်ကကဏ္ဍပေါ့နော်အဲ့မှာ तू ကနှစ်ခါဆိုလို့ तू ကတစ်နှစ်လုံးပေါ့နော် तू ကဒီ2-5-6ဆိုတော့နှစ်ခါတစ်ခုကြာပြီနော်အဲ့မှာဒီနှစ်ခါနှစ်ခုပေါ့နော်အဲ့မှာဒီ8-6လေးတော့ဖြစ်နေပြီနော်အဲ့မှာဒီအောက်ကိုပြန်သွားအောင်နော်အဲ့မှာနှစ်ခါနှစ်ခုတည်းထွက်ခဲ့တာပေါ့နော်နှစ်ခုတည်းထွက်ခဲ့တယ်အဲ့မှာ6-3-9နဲ့8-6ပေါ့8-6လေးကိုကြာသွားမှာနော်8-6ကိုလည်း तू ကဒီ6-8ဆိုပြီးတော့ကြာမှာပေါ့နော်ပြောင်းမှန်လေးပြန်ကြာမှာပေါ့နော်သူ့ရဲ့1 2 3 4 5 6เนาะ8-6ကို6-8လို့ပြန်ကြာပါเนาะဒါဒုတိယကပေါ့เนาะဟုတ်ကဲ့ဗျဒီတတိယကလေးသွားပေါ့เนาะဒီသူ့ရဲ့6ပင်ကိုကြာမှာကနန်းပေါ့เนาะအဲ့မှာကျွန်တော်တို့ကဒီသူ့ရဲ့2-5-6စောင့်ထားရဲ့ဒီဘက်ကနှစ်ကကနန်းပေါ့เนาะအဲ့လိုအဲ့ဒီတစ်နှစ်လုံးပေါ့เนาะနှစ်ခါကလည်းရှာပါဒီတစ်ခုတွေ့ပြီပေါ့ဗျာတစ်ခုတွေ့ပြီအောက်ဆုံးမှာတစ်ခုပေါ့နော်အောက်ဆုံးဆိုတော့ကျွန်တော်တို့ကဘယ်လိုခေါ်မလဲဒီအားတော့ကျွန်တော်ကတော့သူ့အောက်ကကနန်းဆိုရင်တော့3-9ကြာမှာပေါ့နော်ကျွန်တော်ကတော့3-9တော့အဲ့လိုခေါ်ရဲပေါ့နော်ဒီကနန်းကြာမှာပေါ့နော်ဒီနှစ်ခါအောက်ကဒီ4-3-3ဆိုတာလေကနန်းပေါ့နော်3-3-4လို့ကြာမှာပေါ့နော်တဲ့ပေါ့နော်ဟုတ်ကဲ့ရှင်းမှာတစ်ချက်ပြန်ဒီ3-3-4ဒီ4-3-3လေးကလည်းဒီ2-5-6လို့စောင့်ပြီးရဲ့သူ့ရဲ့1 2 3 4 5 6ပေါ့နော်ဒီနေရာလေးကို3-3-4လို့သူလှုပ်ထားမှန်တော့ကြာရင်ကံကောင်းရမှာပေါ့ဗျာတစ်ချက်ပေါ့နော်တစ်ချက်ပြန်ကြည့်အောင်ပေါ့နော်ဟုတ်ကဲ့ဗျာ6-5လေးလို့ကြားတယ်သူ့ရဲ့လေးမှာ4-5-6လို့ကြားတယ်သူ့ရဲ့9ဘွဲမြောက်တော့လေ10ပင်တက်လိုက်တော့လေ2-5-6လို့စောင့်ထားပါတော့2-5-6စောင့်ထားလေးရဲ့သူ့ရဲ့6ဘွဲမြောက်ပေါ့နော်8-5-3ဆိုတာလေးကြားတယ်ဒီ8-5-3လေးကလေဒီ2-5-6လို့စောင့်တာလေးရဲ့ဘေးကကနန်းပေါ့နော်အဲ့မှာသူကနှစ်ခါအောက်ကကနန်းပေါ့နော်ဒီဘက်ကတော့အဲ့မှာနှစ်ခါအောက်ကကနန်းသူကအောက်ဆုံးမှာဒီနှစ်ခါအောက်ကကနန်းလေးပေါ့နော်ဒီ3-5-8ကိုပြောင်းပြန်သွားပေါ့နော်8-5-3ဆိုတာလေးကအဲ့မှာဒီ6-5-2လို့စောင်းတာလေးရဲ့6ဘွဲမြောက်တော့ပေါက်ခဲ့ပြီပေါ့နော်အဲ့လို8-5-3ကိုတကွက်ထဲပေါ့နော်3-5-8ကို8-5-3ပေါ့နော်ဒါပထမကပ်ပေါ့နော်အဲ့မှာဒီသူ့ရဲ့9ပင်စောင်းလိုက်တော့3-9ရှိတယ်3-9ကနေ
4ပင်တက်တော့3နှစ်ခုလို့ကြာပါတော့အဲ့မှာသူ့ရဲ့9ဝက်မြောက်ပေါ့နော်ဒီအောက်ကိုထက်ကို10ပင်တက်လိုက်တာပေါ့နော်ဒီ6နဲ့5လို့ပဲပြန်ထောင်ထားပေါ့နော်ထောင်ပြီးရတယ်သူ့ရဲ့6ဝက်မြောက်ကိုပေါ့နော်68ဆိုတာလေးကြာပါ68လေးကလည်းဒီ6နဲ့5လို့စောင့်ထားရဲ့ရင်ဘက်ကနှစ်ကကနန်းပေါ့နော်အဲ့မှာနှစ်ခါခန္ဓာနှစ်ခါနှစ်ခုတည်းရှိရပါတော့အဲ့မှာဒီနှစ်ခါအောက်ကကနန်းပေါ့နော်ဒီ816ကို618လို့ကြာမှာပေါ့နော်အဲ့မှာဒီ6 5နှစ်လို့စောင့်ထားလေး1 2 3 4 5 6ပေါ့နော်618ဆိုတာလေးတဲကြပေါ့နော်ဟိုဒဲဆိုလို့ဟိုလိုဒီတကနန်းကိုဒဲမဟုတ်ဘူးเนาะကြောင်းမြန်သွားတာပေါ့เนาะဟုတ်ကဲ့618ပေါ့เนาะဟုတ်ကဲ့နောက်တစ်ခါဒုတိယကပြီးเนาะဒါတတိယကပေါ့ဒီ9ပင်ဆင်းလိုက်တယ်စောင်းလိုက်တာပေါ့เนาะစောင်းပြီးတော့သူ4ပင်တက်လိုက်တယ်4ကို4ဆိုတာလေးကြားတယ်သူရဲ့9ဝဲစောင်းလိုက်တယ်စောင်းပြန်တယ်သူရဲ့10ပင်တက်လိုက်တဲ့ချိန်တော့လေဒီ9 6နှစ်ဆိုတာလေးပဲပြန်ထောင်ထားပေါ့เนาะစောင်းထားပေါ့เนาะသူရဲ့ဒီ6ဝဲမြောက်ကိုပေါ့မှာပေါ့เนาะပေါ့မှာကနန်းလေးကလည်းဒီ256ဒီကလေးထောင်ထားလေးဒီဘက်နှစ်ကကနန်းပေါ့နော်အဲ့မှာနှစ်ခါတစ်နှစ်လုံးပါနော်အဲဒီတခုတည်းပဲရှိတာပေါ့နော်အဲ့မှာဒီ433ကိုဒီ256အဲ့လိုစောင်းထားလေးရဲ့ဒီ6ပုံမြောက်ကို334လို့ကြာမှာပေါ့နော်ဟုတ်ကဲ့ဗျကြိုက်တယ်မိတ်ဆွေပေါ့တကယ်လို့လိုရမယ်ရအဲ့လိုပေါ့ဗျာ तू ကဒီမှာလဲနှစ်ခါလေးခံထားလို့အဲ့လိုမယုံမလွန်ပေါ့နော်395လဲဒီ395လေးလဲ993လို့ပဲပြန်နည်းနည်းတော့ထိုးတင်တာပေါ့နော်ဟုတ်ကဲ့ဗျဟုတ်ကဲ့နော်ခဏများသွားတော့အားနာပါနော်ဟုတ်အဲ့မှာ तू ကကျွန်တော်တို့ကဒီ33ညလေးပေါ့နော်ဟုတ်ကဲ့ဗျ33ညလေးရဲ့ခုနကတော့993ပေါ့နော်ဒါလေးကလူရမယ်ရဒါလေးနည်းနည်းပေါ့နော်ကြိုက်ရင်လေနော်993ပေါ့နော်ဟိုကတော့လေကြိုက်လေ835နဲ့ပထမဟွာလေးပေါ့နော်835နဲ့159ပေါ့နော်ဟုတ်ဒါလေးက3အဓိကပေါ့နော်ဒီ33ညာလေးတွေကဒါလေးတွေကမလူလဲလို့လဲပေါ့နော်မရှိလို့တော့ပါနော်ဟုတ်ကဲ့ဗျအဲ့လိုကျွန်တော်အဲ့လိုပြောရဆိုတာလေးတွေအဆင်ပြေတောင်းပန်ပါတယ်နော်ဟုတ်ကဲ့ဗျကျွန်တော်ပြောရဆိုတာလေးတွေမှားမှန်ခွင့်လို့ပါနော်အားလုံးကိုတောင်းပန်ပါတယ်နော်အားလုံးကိုလူရဆန္ဒတွေပြေးကြပါစေ